အားလုံးပဲမင်္ဂလာပါရှင်။သမီးမိန်အောင်ဘာချက်ရမှန်းမသိရင်ဒီတက်နလွန်ဒီနဲ့ငါအချင်းဟင်းလေးတာချက်စားကြည့်နော်။ဒီရာသီကစီးပြဟင်းတွေထက်ခုလိုချင်းဟင်းလေးတွေကပိုစားလို့အဆင်ပြေပါတယ်ရှင်။ပိုးတို့အိမ်မှာလည်းပူတဲ့ရာသီဆိုဒီလိုလေးပဲအမြဲချက်စားဖြစ်ပါတယ်ရှင်။ဒါဆိုချက်နည်းလေးကိုပိုးနဲ့တူလိုက်ကြည့်ပေးပါအောင်နော်။အရင်ဆုံးငကြင်းကိုစနွင်းမုံစားဟင်းချုံမုံနဲ့စိမ့်စားငပိထည့်ပြီးအရသာဝင်အောင်နေထားလိုက်ပါမယ်။ငါးကိုတော့ကြိုက်တဲ့ငါးနဲ့ချက်လို့ရပါတယ်နော်။ပိုးကတော့အိမ်မှာရှိတဲ့ငကြင်းလေးပဲသုံးထားပါတယ်ရှင်။ဒန်းနလွန်နီးလေးတွေကိုတော့အခွန်ခွာပြီး3လက်မအရွယ်ခံဖြတ်ထားလိုက်ပါမယ်။ပြီးရင်တော့ရေစင်အောင်ဆေးထားလိုက်မယ်နော်။အချီရင်ချက်ဖို့အတွက်လိုအပ်တာလေးတွေကိုပြင်ဆင်ကြမယ်နော်။ပိုးကတော့ဒီကိုင်းခင်းညင်နီးလေးတွေထည့်ပြီးချက်ပါမယ်။ကျက်သွန်းနီးလေးတွေကိုအရင်နှုတ်ဆင်ထားလိုက်ပါမယ်။ကိုင်းခင်းညင်နီးလေးတွေကိုလည်းလေးစိတ်စိတ်ထားလိုက်မယ်နော်။ငရုတ်သီးစိမ့်လေးတွေကိုတော့အလဲကနေခွဲထားလိုက်ပါတယ်။နနမင်လေးတွေကိုလည်းလိုသလိုဖြတ်ထားလိုက်မယ်နော်။ကဲအားလုံးစင်နေပဲဆိုရင်တော့စားချက်ကြမယ်နော်။စီသက်ဖို့အတွက်အိုးလေးကိုစီးထည့်လိုက်ပါမယ်။စီးပူလာပြီဆိုရင်နှုတ်ဆင်ထားတဲ့ကြက်သွန်နီလေးတွေထည့်ပြီးစီးသက်လိုက်ပါမယ်။အယောင်လေးပူလာအောင်စနွေးလေးလည်းအနှဲငယ်ထည့်လိုက်ပါမယ်ရှင်။ကြက်သွန်လေးတွေနွမ်းလာပြီဆိုရင်ငရုတ်သီးအယောင်တင်မုတ်ထည့်ပါမယ်။ငရုတ်သီးချက်ပြီဆိုတော့မှအရသာနေထားတဲ့ငါးလေးတွေထည့်ပြီးလုံးလိုက်ပါမယ်။ဒန်းသလွန်နီးလေးတွေလည်းထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့ဒန်းသလွန်နီးလေးတွေနူးသွားအောင်လို့ရေးထည့်ပြီးတည်ထားလိုက်မယ်နော်။အဖုံးလေးပါအုပ်ထားလိုက်ပါမယ်။တဲလာလိုက်တာဒန်းလိုနီးလေးတွေလည်းနူးနေပြီဆိုရင်မကြီးရည်လေးထည့်လိုက်ပါမယ်ရှင်။ချင်းချင်းလေးဖြစ်အောင်မကြီးရည်ကိုတော့ခက်မြများလေးထည့်ထားပါတယ်။အချင်းရည်ဟင်းကိုအရင်မြများနဲ့စားမှာဆိုတော့ရည်နွေးလေးပါထည့်လိုက်ပါတယ်ရှင်။ပြန်ဆူလာပြီဆိုရင်ကိုင်းခင်းညင်နီလေးတွေထည့်လိုက်ပါမယ်။ဟင်းရည်ကနည်းနည်းပေါ့နေသေးတာနဲ့စားလေးပါအနှဲငယ်ထည့်လိုက်ပါတယ်ရှင်။ကိုင်းခင်းညင်နီလေးတွေလည်းကြက်ပြီဆိုရင်ငရုတ်ကြီးစိမ့်လေးအုပ်လိုက်ပါမယ်။နနမေလေးပါအုပ်လိုက်ပါမယ်နော်။ဒီဒန်းနလွန်နီးနဲ့ငါအချင်းဟင်းလေးကလေချက်နေရင်နဲ့ကိုအယမ်းမွေးပြီးတော့ဗိုက်စာစီမဲ့ဟင်းလေးပါပဲရှင်။ခုလိုမျိုးအစားတောက်ပြတ်တဲ့ရာသီမှာထမင်းမိန်အောင်လို့ဒီလိုအချင်းဟင်းလေးတွေချက်စားကြည့်ကြအောင်နော်။နောက်ပတ်တွေမှာလည်းအေးအေးပြေသေးမဲ့ဟင်းကောင်းလေးတွေကိုတင်ပေးမယ်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီးလေးတွေရောမိုးလုံနီးလေးတွေပါအမြဲတင်ပေးသားမှာဖြစ်လို့ပွေးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်။အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်။